이거 둘라이어 소비반어 아, 이, 으, 에, 오, 가, 기, 그, 개, 코소비어 세롱 비도아리 디샤리 짤롱 오버너 때면나지 디샤리 예리진 비바너 몇냐 예마 몇냐 마미 마모바 에러 사시 수제소 소리 어떤 거 도와자매 사, 시, 수, 세, 소 에러နံပါတ်စနစ်တက်ပြီးတော့ကြည့်ကြမယ်ဆက်တရစမယ်ပေါ့နော်တစ်ချက်နှစ်ချက် socially ကနှစ်ချက်ရှိပါတယ်အဲ့တော့ပြန်ကြည့်မယ်တစ်ချက်နော် social okay အဲ့တော့ဒီမှာတစ်ချက်နှစ်ချက်ဒီနေရာမှာပထမတစ်ချက်ကိုစပြီးဆွဲတဲ့အချိန်မှာတအားကြီးလို့တက်တက်လည်းမသွားနဲ့ပေါ့နော်နည်းနည်းလေးစောင်းစောင်းလေးဆိုရင်ပို့ပြီးတော့အဆင်ပြေပါတယ်ဒီလိုလေးပေါ့နော်ဒီလိုနင်းတက်တက်ကြီးသွားတာမျိုးမဟုတ်ပဲနဲ့အပေါ်နည်းနည်းလေးပေါ့နော်မတိမသားလေးစောင်းစောင်းလေးရေးပေးပါစာရှက်နှစ်ချက်စဒီနေရာမှာဒီစဆိုတဲ့စာလုံးလေးอ่ะပေါ့နော်နီးနှစ်မျိုးရှိပါတယ်ဒီလိုမျိုးလေးရေးလဲရတယ်ပေါ့နော်အခု私ဒီလိုမျိုးလေးရေးလဲရပါတယ်ဒီလိုရေးလဲရပါတယ်ခီးလေးနဲ့အတူတူပဲပေါ့နော်ခီးတုံးကလည်းဒီလိုရေးလဲရတယ်ပြီးတော့ဒီလိုရေးလဲရတယ်ဆိုပြီးပြောခဲ့ရเนาะအဲ့တော့စလည်းအတူတူပဲပေါ့နော်ဒီမျိုးဒီနီးလေးနဲ့ရေးမယ်ဆိုရင်တော့ဆွဲချက်က3ချက်ဖြစ်သွားလိမ့်မယ်เนาะအဲ့လိုမဟုတ်ဘဲနဲ့ဒီနီးလေးနဲ့ရေးမယ်ဆိုရင်တော့ဆွဲချက်က2ချက်ဖြစ်သွားလိမ့်မယ်เนาะအကြိုက်တဲ့နီးလေးနဲ့ရေးလို့ရပါတယ်အဲ့တော့ဒီနားလေးမှာပြန်ပြီးတော့ရေးပေးထားမယ်ဒီနည်းလေးနဲ့သာရေးမယ်ဆိုရင် social လေးက3ချက်ရမယ်နော်အဲ့တော့ပြန်ကြည့်ကြမယ်တစ်ချက်နှစ်ချက်စရမယ်နော်အဲ့တော့နံပါတ်7လေးကိုသွားမယ်7လေးကတော့တစ်ချက်ပဲပေါ့နော်ရှိဆိုတဲ့စာလုံးလေးဖြစ်ပါတယ် social လေးကတစ်ချက်ပဲရှိပါတယ်အဲ့တော့ကြည့်မယ်ဒီမှာတစ်ချက်ဒီဘက်ကိုဒီစပြီးတော့ social လေးပေါ့နော်ရေးပေးထားပါတယ်အဲ့တော့ပြန်ကြည့်မယ်တစ်ချက်ရှိဘာလေးနဲ့တူလဲဆိုတော့မြန်မာအခရာစာလုံးပေါ့နော်မြန်မာဒီနံပါတ်2နဲ့တူတယ်နော်နှစ်ပြောင်းပြန်လေးဆိုရင်ရှိဆိုတဲ့စာလုံးလေးဖြစ်ပါတယ်အဲ့လိုလေးတွဲမှတ်နော်အဲ့လိုတွဲမှတ်တော့ပို့ပြီးတော့မှတ်မိလွယ်ပါတယ်သူကတစ်လုံးချင်းစီကတော့လွယ်ပေမဲ့ပေါ့နော်အများကြီးတင်တာလို့အများစာလုံးတွေများရတဲ့အခါသူကရောတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကိုမှတ်မိလွယ်မဲ့နီးနည်းလေးတွေနဲ့အဲ့လိုမှတ်တာပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်အဲ့လိုလေးတွေလည်းမှတ်ရမယ်ပြီးရင်အများအရေးလေ့ကျင့်ရမယ်ပေါ့နော်ဒီဂျပန်စာရဲ့သဘောပေါ့နော်အဲ့တော့လက်ကြည့်မယ်ရှိနှလုံးပြီးသွားပြီနော်အဲ့တော့နံပါတ်73လုံးလေးကိုတွားမယ်နောက်တစ်လုံးကဒီမှာတစ်ချက်နှစ်ချက်ဆွဲချက်လေးကနှစ်ချက်ရှိပါတယ်အဲ့ကြည့်မယ်တစ်ချက်နှစ်ချက်ရမယ်နော်အဲ့တော့ဒီနေရာမှာခုရှိရပါဘောနော်ဒီနံပါတ်1တစ်ချက်ကိုစပြီးတော့ဆွဲတယ်ဒီအလဲတက်ရမဟုတ်ပဲနဲ့ညာဖက်ကိုပေါ့နော်ဒီညာဖက်ကိုနည်းနည်းလေးရောက်ပြီးတော့ဆွဲပေးပါဥပမာပေါ့နော်ဒီအနေထားလောက်ဒါအလဲဖို့ဆိုရင်နည်းနည်းလေးဒီဘက်ကိုစပြီးတော့ဆွဲတာမျိုးပေါ့ရမယ်နော်မတစ်ချက်နှစ်ချက်စုချက်နှစ်ချက်စုဆက်ချက်လေးမှတ်မိသွားပြီဆိုရင်စုရမယ်နော်ငယ်တော့နောက်တစ်လုံးဆက်သွားမယ်ကဲဒီနောက်တစ်လုံးဆက်မသွားခင်မှာဒီစာလုံးလေးကဘာလေးနဲ့တူလဲဆိုတော့မြန်မာအခရာပေါ့နော်မြန်မာလို့ဆိုရင်ဒီနငယ်လေးနဲ့နည်းနည်းလေးဆင်တယ်လို့ထင်တယ်ပေါ့နော်အဲကြောင့်မလို့ဒီနငယ်လေးနဲ့တွဲပြီးတော့မှတ်တာပို့ပြီးတော့မှတ်မိမယ်ထင်ပါတယ်ဒါမှစု
နားငယ်လေးနဲ့တူတဲ့အလုံးလေးကဆူဆူလိုလိုမျိုးလေလွယ်လေးမှတ်လိုက်ပေါ့နော်အဲ့လိုဆိုပို့ပြီးတော့မှတ်မိနိုင်ပါတယ်မှတ်မိလွယ်ပါတယ်ကြည့်မယ်နောက်တစ်လုံးဆက်ကြည့်မယ်နောက်တစ်လုံးက14ကကြတော့ဆဲဆိုတဲ့စာလုံးလေးပါတစ်ချက်နှစ်ချက်သုံးချက်14လေးကဘယ်နှစ်ချက်လဲ3ချက်ရှိပါတယ်တော့ကြည့်မယ်တစ်ချက်ဟိုသွားတယ်နော်တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်သုံးချက်ရမယ်နော်အဲ့တော့ဒီမှာတစ်ချက်နှစ်ချက်သုံးချက်ဒီစာလုံးလေးကိုဆွဲတဲ့အခါမှာလည်းပထမတစ်ချက်ကတော့မြင့်တက်တက်လေးပေါ့နော်ဒုတိယတစ်ချက်ကနည်းနည်းအပေါ်နည်းနည်းလေးရှည်ပြီးတော့တတိယတစ်ချက်ကနည်းနည်းလေးဒီဒုတိယအချက်ရဲ့နည်းနည်းအောက်ကိုရောက်တယ်ပေါ့နော်ဒီနားလောက်ပေါ့နော်အဲ့လိုဆဲဒီမှာဒီလိုဒီပေါ့နော်ပထမတစ်ချက်နှစ်ချက်မြောက်ဒီသုံးချက်မြောက်ကဒီအပေါ်လိုမျိုးတွေရှည်သွားလို့မရဘူးเนาะသူကဒုတိယတစ်ချက်ကနည်းနည်းလေးပိုရှည်ပြီးတော့ဒီတတိယတစ်ချက်ကသုံးချက်မြောက်ကအောက်ကိုနည်းနည်းလေးဆွဲချသွားเนาะဒီအနေထားလောက်ပေါ့နော်အဲ့တော့ပြန်ကြည့်ကြမယ်10ရှယ်2ရှယ်3ရှယ်ဆိုရင်10ဆက်ရှယ်လေးကိုမှတ်မိသွားပြီဆိုရင်10အဲ့လိုတခါတည်းပေါ့နော်ဆက်ရှယ်လေးတွေပါဆွဲပါဇက်ကနေဆိုပြီးတော့ရေးပေးသွားပါမှတ်မိသွားပြီဆိုရင်ကတော့သူ့ရဲ့မူရင်းတန်ထွက်စာလုံးလေးတွေကိုဆိုပြီးတော့ရေးသွားပါ10ပေါ့နော်အဲ့နံပါတ်15လေးကိုကြည့်ကြမယ်တစ်ချက်ပဲရှိတယ်ဆက်ရှယ်လေးကနော်အဲ့တော့ကြည့်မယ်တစ်ချက်သူကဘယ်လိုစပြီးတော့ဆွဲလဲဆိုတော့ဒီမင်းချောင်းတက်တက်လေးအောက်ကိုဆွဲချလာတယ်နောက်ကိုပင်ရှည်လေးဆွဲသွားတယ်ဘာလေးနဲ့တူလဲဇက်လေးနဲ့မတူလားပြီးတော့သူကတစ်ခါတည်းဆက်ပြီးတော့ဆွဲသွားတာနော်သူအောက်ကိုနည်းနည်းလေးကွယ်လေးဆင်းသွားတယ်ဆက်ရှယ်လေးရတယ်တစ်ချက်ပဲရှိတယ်ရမယ်နော်တော့ပြန်ကြည့်မယ်တစ်ချက်ဆိုဒီဇက်လေးကိုသူကနည်းနည်းလေးဒီလိုရှည်ရှည်လေးတွေဆွဲပြီးတော့အောက်ကိုဝိုင်းလေးဆင်းချလိုက်တာဒီနေရာမှာဒီပထမတစ်ချက်ကပထမဆွဲချက်တစ်ကနည်းနည်းလေးတူတယ်ဟိုဒီအောက်ကိုဆင်းသွားတဲ့မြင်ရလဲနည်းနည်းလေးပေါ့နော်သူထက်နည်းနည်းလေးရှည်တယ်ပေါ့နော်ပြီးတော့ဒီနောက်ကိုပြန်ဆွဲသွားတဲ့မြင်ရလဲနောက်ကိုရှည်တယ်ပေါ့ဒီမြင်ရအလယ်လောက်မှာပဲရှည်တယ်ပေါ့နော်ဒီတစ်ချက်မြောက်လေးอ่ะပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးလှအောင်လေးဆွဲပြပါနော်ဒီလိုမျိုးတို့ဒီလိုတူတူကြီးတွေဆွဲလာတာလို့မဟုတ်ပဲနဲ့နည်းနည်းရှည်ရှည်လေးဆွဲသွားပြီးတော့လှအောင်စာလုံးလေးကိုရေးပေးပါနော်အဲ့တော့ကြည့်မယ်တစ်ချက်ဆိုရမယ်နော်အဲ့တော့၅လုံးထပ်ပြီးတော့ပြီးသွားပြီနော်၅လုံးဆိုပြန်ပြီးတော့နှွှေပေးပါမယ်စာရှိစုဆဲဆိုပြီးတော့၅လုံးထပ်ပြီးတော့ပြီးသွားပါပြီအဲ့တော့အားလုံး15လုံးပြီးသွားပြီပေါ့နော်အဲ15လုံးကိုပြန်ပြီးတော့နှွှေပေးမယ်နော်အတရှိရေးတဲ့အခါအားလုံးကလိုက်ပြီးတော့ဘက်ကနေလိုက်ပြီးတော့ဆိုပေးပါနော်အကြတော့မှမှတ်မိမှာပါကဲဘာစာလုံးလဲအဲဆိုတော့ဒီမှာအာအတူလိုက်ဆိုမယ်နော်အီဥအေအိုခါခီခုကေခုတ်ကဲဒီနဲ့စာရှိစုဆဲဆုတ်ကဲ15လုံးပြီးသွားပြီနော်ဒီ15လုံးလေးကိုတေချာလေးတစ်လုံးကိုအနည်းဆုံးတစ်မျက်နှာရေးပေးပါနော်အရင်လည်းခဏမှားနေပါတယ်တစ်မျက်နှာရေးပြီးတော့ဒါအိမ်စာလေးလာပြီးထပ်ပေးပါဟောတာရှိပြန်ပြီးတော့စစ်ပေးပါမယ်လို့ပေါ့နော်အားလုံးလည်းအတူတူလိုက်ပြီးတော့စူးစမ်းပြကြပါအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်နောက်ဘက်မှာပြန်ပြီးတော့ဆုံကြပါမယ်